Hello အားလုံးပဲမင်္ဂလာပါလင်းပါဒီနေ့လင်းကတော့ကိုယ့်ရဲ့တစ်ဖက်လူအားပေါ့နော်ကိုဘယ်လိုမြင်နေလဲဆိုတဲ့ဟာလေးကိုတော်တော်များများကတော့သိကျင်ကြပါပဲလင်းတို့ဆိုလည်းလင်းတို့ရဲ့ချီရတဲ့သူကကိုအခုချိန်မှာကိုဘယ်လိုမြင်နေလဲဆိုတာမျိုးသိကျင်တာမျိုးလေးရှိကြတယ်အဲ့တော့လင်းကဒီနေ့ကကိုယ့်ရဲ့တစ်ဖက်လူကကိုဘယ်လိုမျိုးအမြင်လေးဖြစ်နေလဲပေါ့ကဲဟာလေးကိုလင်းက tarot လေးနဲ့ချိတ်ဆက်ပြီးတော့ဖြေရှာပြီးသားမှာဖြစ်ပါတယ်။ပိုင်းလေးလိုက်ရွေးပြရမှာပေါ့နော်။အဲ့တော့ပိုင်းလေးလိုက်ရွေးပြီးတော့ဖြေရှာကြည့်လိုက်ကြရအောင်ပါ။ Okay ဒီမှာကby 1 by 2ပေါ့နော်။ဒီဘက်က by 1ဒီဘက်က by 2ပေါ့နော်။အဲ့တော့ဗီဒီယိုလေးကိုခဏလေး pause ပြီးတော့ကိုဆွဲခေါ်နေ by တစ်ခုရွေးချယ်ပြီးတော့နင်တို့အဖြေလေးကြည့်သွားပါမယ်နော်။ Okay ပိုင်းဝန်းလေးအတွက်ပိုင်းဝန်းရဲ့တစ်ဖက်လူကကိုပေါ့နော်မြင်တာကတော့ဒါအဲ့တော့ခွာလို့ခေါ်ရပေါ့နော်ပတ်စံအရန်ရှာတတ်တယ်ပြီးတော့စီးပွားရေးအမြင်အရန်ရှိရယ်ပြီးတော့ကိုကအဲ့လိုပေါ့နော်ငွေဝင်နိုင်မဲ့ idea တွေလမ်းကြောင်းတွေကိုဖန်တီးနိုင်တဲ့သူလှုပ်ဆောင်နိုင်တဲ့လူ idea လည်းရှိပြီးတော့တကယ်လည်းလှုပ်ဆောင်တတ်တဲ့လူပေါ့နော်အဲ့လိုလူတယောက်လို့ကိုမြင်ပါတယ်တကယ်ကိုနဲ့စကားပြောလိုက်လို့ရှိရင်လည်းသူ့မှာidea ကောင်းနေရသွားတယ်ပြောမယ်ဆိုလို့ရှိရင်ငွေဝင်နိုင်တဲ့လမ်းကြောင်းတွေကိုမြင်သွားစေရဆိုတော့wisdom ရှိရဲ့လူတယောက်လို့လည်းမြင်တယ်လို့တော့ကက်ကလေးကတော့ပြထားပါတယ်ဒါကတော့ပိုင်းဝန်းလေးရဲ့တစ်ဖက်လူကပိုင်းဝန်းလေးတွေကိုမြင်တဲ့အမြင်လေးကိုဒါလေးကတော့ပြောကြားပြလိုက်တာဖြစ်ပါတယ်โอเคအခုပိုင်းသူသမားလေးတွေကိုဆက်ပြီးတော့ကြည့်လိုက်ကြရအောင်ပါโอเคအခုပိုင်းသူလေးတွေအတွက်ပေါ့နော်ကြည့်လိုက်တဲ့အချိန်မှာ 10 of soft ကြာပေါ့နော်10 of soft အရာဆိုလို့ရှိရင်တစ်ဖက်လူကအခုချိန်မှာကို့မြင်နေရကတော့ကိုကမိသားစုရေးမှာတော့၎င်းတငယ်ချင်းရေးရမှာတော့၎င်းအလုပ်ရေးရမှာတော့၎င်းပေါ့နော်သစ္စာဖောက်ခံမှုတွေကြုံနေရတာ struggle နေကြုံနေရတာမမှန်ကန်တဲ့ပတ်ဝန်းကျင်မှာပေါ့နော်ကိုဟာနေထိုင်နေရတဲ့လူတယောက်ပြီးတော့ကိုကကိုမပိုင်နေတဲ့လူတယောက်လို့သူကတော့ခံစားရတယ်ပေါ့နော်ကိုမပိုင်နေဘူးဆိုလို့ရှိရင်ဆိုတာကfamily နဲ့နေတဲ့လူဆိုလို့ရှိရင်မိဘအရန်ချုပ်ချယ်တဲ့လူဆိုလို့ရှိရင်လည်းသူမိဘကသူ့ကိုအရန်ချုပ်ချယ်တယ်သူကအိမ်ကိုတိတ်ပြီးတော့မပိုင်ဘူးဆိုတော့ဟာမျိုးနေမြင်ရတယ်ပေါ့နော်အလုံးမှာဆိုလို့ရှိရင်လည်းသူ့ဘောကိုမမှန်ကန်တဲ့လူတော်တော်များများကသူ့ဘေးပတ်ဝန်းကျင်မှာရှိနေတယ်ဆိုတာမျိုးလေးကိုလည်းသူ့ဘက်ကမြင်ရတယ်ပေါ့နော်ကိုပေါ်အဲ့လိုမျိုး struggle ဖြစ်နေတယ်သစ္စာဖောက်ခံရတာတွေလိမ့်ခံရတာတွေစသဖြင့်အဲ့လိုကြုံနေရတဲ့လူတယောက်လို့တော့သူမြင်နေပေါ့နော်သူကတနာကိူနာတော့တမိပါလိမ့်မယ်ကိုပေါ့နော်အဲ့တော့ကိုအနေနဲ့ကလင်းကတော့ဒီကတ်သမားတွေကိုကြတော့ guidance လေးပေးလိုက်မယ်ပေါ့နော်အကြံလေးပေးလိုက်ချင်တာကတော့ကိုယ့်ရဲ့ပုံစံအစစ်အမှန်ကိုဖော်ထုတ်ပါလို့ပြောချင်ပါတယ်ဒီကတ်သမားတွေကတစ်ဖက်လူကတော့အခုချိန်မှာကိုတနာစရာလေးလို့မြင်နေတာဖြစ်တဲ့အတွက်တော်တော်များများကတော့independent ဖြစ်ချင်တဲ့လူတွေများပါလိမ့်မယ်များသွားဖြစ်လေဘယ်သူမဆိုတော့ကိုဘွားကိုတောင်းယူနိုင်တဲ့လူဖြစ်ချင်ကြတဲ့လူများပါဖြစ်တဲ့အတွက်လင်းကတော့ဒီမှာ guidance ပေးချင်တာကတော့ကိုယ့်ရဲ့အစစ်မှန်ဆုံးပုံစံကိုဖော်ထုတ်ပြသလိုက်ပါလို့ပဲလင်းကတော့ပြောချင်တယ်ကိုဝါသနာပါတဲ့အရာတွေကိုလုပ်ချင်တဲ့အရာတွေလုပ်ကြည့်လိုက်ပါလို့တော့အကြံလေးပေးချင်ပါတယ်ဒါမှလည်းကိုခါရဲဝံ့ပြီးတော့လှပတဲ့အမျိုးသမီးတယောက်အမျိုးသားတယောက်ဖြစ်လာပါလိမ့်မယ်လို့လင်းကတော့အကြံလေးပေးလိုက်ချင်ပါတယ်ဒါကတော့ကိုယ့်ရဲ့တစ်ဖက်လူတွေကကိုချစ်ရတဲ့လူ crush situationship ဘယ်လိုမဆိုပေါ့နော်ကိုဘယ်လိုမြင်နေလဲဆိုတဲ့အမြင်လေးကိုလင်းရ short video လေးလုပ်ပေးလိုက်တာဖြစ်ပါတယ်အဲ့တော့ဒီ video လေးမှာ energy resonate လေးဖြစ်ကြမယ်လို့လည်းထင်ပါတယ် energy resonate ဖြစ်တဲ့အပိုင်းတွေကိုပဲယူသားပေးပါလို့လည်းလင်းရမြေတရားနေပြီးတော့လည်းမြေတားရခံချင်ပါတယ်အဲ့တော့လင်းရဲ့ဒီ vlog လေးကိုလည်းအဆုံးထိကြည့်ပေးရတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်နောက်တဲ့ season တဲ့ video တဲ့ podcast လေးမှာပြန်လည်ပြီးတော့ဆုံးတွေ့ပါအောင်မယ်နော် thank you and love you all bye